အကိုတို့ရေဒီနေ့တော့သူတို့နှစ်ယောက်ရေထွက်ပေါက်နီးကိုရှာဖွေရင်းမထင်မှတ်ထားတဲ့လက်ဆောင်ကြီးတစ်ခုကိုတွေ့ခဲ့ပါတယ်။ဝါကြောက်တုံးအောက်မှာပုန်းနေတဲ့ပြည်ကြီးငါးကြီးတစ်ကောင်ပါပဲ။ဒါပေမဲ့ပြည်ကြီးငါးကလွယ်လွယ်ဖမ်းခံမဲ့ကောင်မဟုတ်ပါဘူး။တခဏအတွင်းမှာပဲမင်းရီတွေမှုတ်ထုတ်ပြီးလွတ်မြောက်ဖို့ကြိုးစားပါတော့တယ်။ဟာဝင်သွားပြီဒါပေမဲ့သူတို့နှစ်ယောက်ကတော့လက်မလျှော့ခဲ့ပါဘူး။ဆက်ရှာနေချိန်မှာတော့ပင်လယ်ငါးလန့်တွေကိုထပ်မံတွေ့ရှိခဲ့ပါတယ်။ဒီနေ့တော့ပင်လယ်ငါးလန့်အုပ်စုနဲ့တိုးနေတဲ့နေ့လိုတောင်ပြောလို့ရပါတယ်။ဒါတင်မကသေးပါဘူး။ရေထွက်ပေါက်ကနေပူဆုံထုတ်ကြီးတွေအုပ်လိုက်ထွက်လာနေတာကိုတွေ့လိုက်ရပါတယ်။ဝါတကောင်ပြီးတကောင်ဖမ်းမိနေပြီးပုံထဲမှာလည်းပြည်လာပါတော့တယ်။ပူဆုံတွေရဲ့ခါကအရန်တန်နာကြောင့်တတိထားပြီးဖမ်းရပါတယ်။မဟုတ်ရင်တော့လက်ကိုဆက်မိပြီးနာကျင်သွားနိုင်ပါတယ်။သို့ပေမဲ့သူတို့ရဲ့ကံကောင်းမှုကဒီမှာတင်မဆုံးသေးပါဘူး။ကြောက်တုံးတုံးအောက်မှာတော့ငါးကြောက်စင်ကြီးတကောင်ပုံနေခဲ့ပါတယ်။ရေစီးကြောင်းနဲ့မျောပါလာတာဖြစ်နိုင်ပေမဲ့သူတို့အတွက်တော့အဖိုးရန်စားစာတစ်ခုဖြစ်လာခဲ့ပါတယ်။ထို့နောက်မှာတော့ကနန်းနီကြီးတွေရဲ့အတိုက်ကိုရှာတွေ့ခဲ့ကြပါတယ်။အကောင်ကြီးကနန်းတစ်ကောင်ကတော့တိုက်ခိုက်ဖို့တောင်အသင့်ဖြစ်နေတယ်လို့ပါပဲ။ဒါပေမဲ့နောက်ဆုံးမှာတော့သူတို့လက်ထဲကနေမလွတ်နိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲကြောက်တုံးအောက်ကနေရေပွဲတွေကိုထပ်မံတွေ့ရှိခဲ့ပါတယ်။အံ့လက်စရာကောင်းတာကတော့ရေပွဲရဲ့အနားမှာပူလဲတစ်လုံးပါရှိနေခဲ့တာပါ။ဒီမြင်ကွင်းကသူတို့ကိုတောင်အံ့အားသင့်သွားစေခဲ့ပါတယ်။ဆက်လက်ရှာဖွေနေရင်ပင်လယ်ခီယူကြီးတွေတပုံတစ်ခေါင်းကြီးကိုတွေ့ရှိခဲ့ကြပါတယ်။အချို့ကနှစ်ကောင်တွဲစီဖြစ်နေပြီးအားလုံးကအရှင်တွေကြီးဖြစ်ပါတယ်။ဒီခီယူသားတွေကစားလို့ကောင်းပြီးတန်ဖိုးလဲမြင့်တာကြောင့်သူတို့အတွက်တော့တကယ်ရတနာတစ်ခုပါပဲ။အဲ့ဒီနောက်ကြောက်တုံးအောက်မှာပိတ်မိနေတဲ့ငါးကြီးတစ်ကောင်ကိုလည်းတွေ့ခဲ့ကြပါတယ်။ရေမရှိတော့ရဲ့အတွက်ရုန်းကန်နေခဲ့ရင်မဲ့နောက်ဆုံးမှာတော့သူတို့ရဲ့ဖမ်းဆီးမှုအောက်ကိုရောက်သွားခဲ့ပါတယ်။တောင်ပြင်ဘက်ကိုဆက်လျှောက်လာချိန်မှာတော့အယောင်မျိုးစုံနဲ့ပင်လယ်ငှက်ဥတွေကိုထပ်မံတွေ့ရှိခဲ့ပါတယ်။အဖြူရောင်အစိမ်းရောင်နဲ့အပြာရောင်ဥတွေကတောင်ပြင်တစ်လျှောက်ပြန့်ကျဲနေခဲ့ပါတယ်။ဒါပေမဲ့နောက်ထပ်အံ့လက်စရာတစ်ခုကတော့စောင့်ကြိုနေသေးပါ။ကြောက်တုံးအောက်မှာပင်လယ်မြော့အကြီးတွေပုံအောင်နေခဲ့ပါတယ်။တချို့ကအသုံးမဝင်တော့ပေမဲ့တချို့ကတော့အရွယ်စားကောင်းပြီးအရေသွေးကောင်းနေသေးပါပဲ။နောက်ဆုံးမှာတော့ခီယူကြီးတွေရေပွဲတွေပူဆုံတွေကနန်းတွေနဲ့ငါးကြီးတွေပြည်နေတဲ့ပုံကြီးတပုံနဲ့အတူသူတို့ရဲ့တနေ့တာရှာဖွေရေးခီးကိုအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပါတယ်။